ကိုနောင်အသက်25စွန်စားကန်းကြိုက်တဲ့သူဟာသူ့ငယ်တငယ်ချင်းမောင်ထွန်းရဲ့ကြေးလက်အိမ်ကိုလာရောက်လည်ပတ်ဖို့ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့တယ်။လမ်းမှာမိုးကြီးရွာပြီးတစ်လိုင်းပြောက်ကသူထက်မိုင်းပြတဲ့တောအုပ်ထဲရောက်သွားတယ်။ဖုန်းလိုင်းလည်းမရဆိုင်ကယ်လည်းဓာတ်ဆီကုန်ခန်းလာတယ်။ညက်နက်လာတာနဲ့အမျှအေးဆက်တဲ့လေဝါပဲတန်တွေအကောင်ကြီးတစ်ခုခုလှုပ်တန်တွေကြားလာရတဲ့သူထိတ်လန့်ပြီးလမ်းရှာဖို့ဆိုင်ကယ်တွန်းရင်းဆက်လျှောက်တယ်။သူပြိုလဲနေတဲ့ကျောင်းဟောင်းတစ်ခုကိုတွေ့တဲ့အတွင်းမှာမီးခွက်ဟောင်းဖုန်တက်နေတဲ့စာအုပ်စင်ကလေးတွေရေးထားတဲ့သွေးနဲ့စာတွေရှိနေတယ်။ရုတ်တရက်ကလေးငိုတန်ကြားရပြီးသူ့လိုက်ကြည့်တော့အဖြူရောင်အဝတ်စုံနဲ့မိန်းကလေးငယ်တယောက်နရံနဲ့မျက်နှာချင်းဆိုင်ရက်နေတာကိုတွေ့တယ်။သူထွက်ပြေးဖို့လှည့်တဲ့အခါတကားတွေအားလုံးအလိုလျောက်ပိတ်သွားတယ်။နောက်ကနေငါအမေကိုပြန်ပေးပါဆိုတဲ့အတန်တွေကြားရတယ်။ကိုနောင်ကျောင်းရဲ့အောက်ထပ်ကိုဆင်းသွားတယ်။အောက်မှာသွေးနံ့ဆွေးမြေ့နေတဲ့အလောင်းတွေလူသားအယိုးစုတွေရှိနေတယ်။ရုတ်တရက်သူ့ဆိုင်ကယ်အတန်ကြားရပြီးမောင်ထွန်းနဲ့ကြေးရွာသားတွေသူ့ကိုရှာနေတယ်လို့ထင်တယ်။ဒါပေမဲ့လူတွေနဲ့တွေ့လိုက်ရတဲ့အခါမှာသူတို့ရဲ့မျက်နှာတွေကဖြူဖြော်ပြီးမျက်လုံးတွေမဲနက်နေတယ်။မောင်ထွန်းကငါတို့ဒီမှာမင်းကိုစောင့်နေတာကြာပြီလို့ပြောတယ်။ကိုနောင်ထွက်ပြေးဖို့ကြိုးစားတဲ့အခါအရေးတွေကသူ့ကိုဝိုင်းပြီးဆွဲချကြတယ်။ကိုနောင်နိုးလာတဲ့အခါသူ့ကိုယ်သူကျောင်းရဲ့ဘီရိုထဲမှာတွေ့တယ်။သူ့လက်မောင်းမှာလက်သေးရာတွေသွေးချောက်တွေရှိနေတယ်။နောက်တနေ့မနက်သူကြေးရွာကိုရောက်တဲ့အခါကြေးရွာသားတွေကဒီတောထဲညဘက်ဘယ်သူမှမသွားရဘူး။အဲ့ဒီကျောင်းက1942ခုနှစ်ကတက်ခံရတဲ့ကလေး9ယောက်ရဲ့ဝိညာဉ်တွေရှိနေတယ်လို့ပြောကြတယ်။ညအချိန်ကိုနောင်အိတ်နေတော့သူ့အိတ်ခမ်းနံရံမှာကလေးတွေရဲ့လက်ဖွားရတွေပေါ်လာတယ်။သတင်းပေါက်ကနေအဖြူရောင်အရိပ်တစ်ခုကြည့်နေတာကိုမြင်လိုက်ရတယ်။ငါတို့နဲ့အတူနေဖို့လာပါ။ငါတို့အထီးကျန်လွန်းတယ်ဆိုတဲ့အတန်နဲ့ဇလန်းကသွေးချောင်းဆိုသွားတယ်။